ခင်ဗျားတို့ခန္ဓာ၅ပါးကြီးဟာသင်္ခါရခန္ဓာလို့မှတ်လိုက်စမ်းပါခန္ဓာ၅ပါးကြီးပါမှတ်ကြမယ်သင်္ခါရခန္ဓာဆိုတာတရားဓမ္မတွေယနေ့စောစီစီပဲရှင်းတာပါတဲ့အကြောင်း၄ပါးကပြုပြန်လို့ပေါ်လာတဲ့ခန္ဓာ၅ပါးရှင်းမလားရှင်းပါပြီအကြောင်းကဘယ်နှပါးပါလဲ၄ပါးပါကံစိတ်ဥဒုအာဟာရမှန်ပါပါဒါဖြင့်တရားဓမ္မတွေခန္ဓာပုဂ္ဂိုလ်မှာကြည့်ပေါ်အောင်လုပ်တာလဲဒီ၄ပါးမှန်ပါပါဆောက်ရအောင်လုပ်တာလဲဒီ၄ပါးဒါဖြင့်တရားဓမ္မတွေခန္ဓာကိုယ်ကကံစိတ်ဥဒုအာဟာရတို့ဤစီမံတယ်လို့ခန်းနေရတဲ့ခန္ဓာ၅ပါးဆိုရင်လွယ်ပါမလွယ်ပါဘူးဒါဖြင့်ဓမ္မတွေခန္ဓာ၅ပါးသူများပြုပြင်တယ်လို့ခန်းနေရသောကြောင့်ကိုယ်ပိုင်ကိုယ်ဆိုင်ဒီထဲမှာမပါဘူးလို့မှတ်ထားတယ်ခန္ဓာ၅ပါးထဲမှာကိုယ်ပိုင်ကိုယ်ဆိုင်မပါဘူးလို့ဆုံးဖြတ်ချက်ချတယ်ကိုယ်ပိုင်ကိုယ်ဆိုင်မပါဘူးဘာလို့ဓမ္မတွေကဒါရဲတင်းတင်းကြီးပြောရဲပါလိမ့်မလဲလို့မေးတော့ဒီလိုဟိုเจ้าလေးပါသိထားတယ်ဖေ။ကံကပြည့်ပြင်လို့ဒီထဲမှာတချို့ယုံနာပေါ်နေတယ်။စိတ်ကပြည့်ပြင်လို့တချို့ယုံနာဥဒုကပြည့်ပြင်လို့ယုံနာနေပေါ်အာဟာရကပြည့်ပြင်လို့တချို့ယုံနာနေပေါ်ဒါဖြင့်ခန္ဓာ၅ပါးဓမ္မတို့ကိုယ်ပိုင်ကိုယ်ဆိုင်ပါကြရဲ့။မှန်ပါဘူး။ဒါရင်သူတို့အပေါ်မှာဘ누구ကချုပ်ချယ်ပြီးဒီကလာဖြစ်စေပြက်စေဆိုတာစီမံနေပါလိမ့်မလဲဆိုတော့စီမံနဲ့အရှင်သခင်၄ယောက်ပေါ်ရောပေါ့ဘယ်သူပါလိမ့်မယ်ကံစိတ်ဥဒုအာဟာရတရားဓမ္မတွေခန္ဓာကိုယ်ကံသင်္ခါရခန္ဓာကိုယ်ဆိုရရိပ်မိသွားသူများပြပြန်လို့ပေါ်လာတာကိုယ်သဘောနဲ့ပြန်ဘာမှမတတ်နိုင်ကိုယ်သဘောဒီထက်ပါသေးလားကံကပြပြန်တဲ့သဘောတွေစုနေတာဥဒုကပြပြန်တဲ့သဘောတွေအာဟာရကပြပြန်လို့စုနေတာသဘောကျလားဥဒုကပြုပြင်လို့အဲ့ဒီစုနေတဲ့ဥစ္စာ၅ပါးဒီ၅ပါးဒီခန္ဓာ၅ပါးလို့လည်းခေါ်နိုင်တယ်သင်္ခါရတရားလို့လည်းခန္ဓာ၅ပါးလို့လည်းသင်္ခါရတရားလို့လည်းကောင်းပြီတရားဓမ္မတွေမှာတူတူပြောကြတယ်ဆိုတော့တရားဓမ္မတွေခန္ဓာကိုယ်မှာကြားလေးချောင်းထောက်နေရမှန်ပါပါခုကမောဘယ်နှချောင်းထောက်ကြားလေးချောင်းထောက်ကံကြားဥရုကြားအာဟာရကြားစိတ်ကြားဆိုကြားလေးချောင်းထောက်နေတယ်အိမ်နဲ့အတူတူပဲမှန်ပါပါတရားဓမ္မတွေခန္ဓာအိမ်ဟာဒါခန္ဓာအိမ်ပေါ့ဗျာခန္ဓာ၅ပါးကြားကံနှချောင်းထောက်နေရပါလိမ့်၄ချောင်းထောက်ပြီးဒီကလာနေကြတော့တစ်ချောင်းများပြုတ်လိုက်ရင်ဒီခန္ဓာဘယ်မင်းလဲလဲပါဗျာ၄ချောင်းလုံးပြုတ်လဲမှာလဲပါတစ်ချောင်းနဲ့ပြုတ်လဲပါဘယ်နဲ့ကြောင့်လဲပါလိမ့်မလို့လို့မေးလိုက်ရင်တရားဓမ္မတွေဖြေတတ်ပလားဖြေတတ်ပါဘူးဘယ်လိုဖြေကြပါသင်္ခါရခန္ဓာတရားသူများမှီနေရတာမှန်ပါဗျာရှင်းပြဘုရုမှီနေရပါလိမ့်မယ်ကံစေဥဒ္ဓဝါဒကိုမှီနေရတဲ့ခန္ဓာ၅ပါးဆိုတာသိကြပါလားသိကြပါဘူးကောင်းပြီဒါဖြင့်ဒီတဲ့ကိုယ်ပိုင်ကိုယ်ဆိုင်ကဖြင့်မပါပါဘူးမပါပါဘူးဒါဖြင့်သူ့ကိုဓမ္မတွေကအနတ္တတရားလို့ဆိုကြဆိုတော့ဘယ်လိုဆိုကြပါကိုယ်ပိုင်ကိုယ်ဆိုင်ဆိုတာမပါလို့ကိုယ်နဲ့ဆိုင်တာကိုယ်ပိုင်တာမပါတော့ကြောင့်ခန္ဓာ၅ပါးကိုအနတ္တတရားလို့မှတ်လိုက်ကြပေါ့ခန္ဓာ၅ပါးဘယ်လိုမှတ်ကြ